အရင်တုန်းကတောထဲကိုလူတို့ခီးထွာလာကြတယ်ဒါပေမဲ့ဒီတောကြီးကဘသူနေရလဲဆိုတာသူတို့သိလိုက်ကြတဲ့အချိန်မှာတော့နောက်ကျသွားပြီဒီတောဟာတက်တိကုံခန်းစီခန်းဆိုတဲ့ကြားကြီးရဲ့နေမီမဲကွာသူကရုတ်တရက်ထိုးဖောင်တိုက်ခိုက်လာတော့လူတွေဟာအသက်လူပြီးကြရတယ်စီခန်းရဲ့သွားတိုက်ခိုင်ရသူတွေလည်းမနှဲပါဘူးဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအရှုပ်တွင်းကနေလူသားကလေးတယောက်အသက်ရှင်ကြံ့ရစ်ထဲတယ်ဒီကလေးကိုတွေ့တာကဘာဂါရာဆိုတဲ့ကြားတင်တဲ့ကြီးပါစီခန်းရဲ့ရန်ဆွဲကိုတိတဲ့အထက်ဘာဂါရာဟာဒီကလေးကိုလုံခြုံတဲ့နေရာရောက်အောင်ယူဆောင်သွားပြီးဝွန်ပလွေလွေရဲ့မြင်းကွာတကားရှေ့မှာခတ်တိတ်တိတ်ထားခဲ့လေပြီးတော့ဝေးဝေးကစောင့်ကြည့်နေလေခဏအကြာမှာပဲနီရှားနဲ့ဝီဟန်ဆိုတဲ့ဝွန်ပလွေစုံတွဲဂူတဲကထွက်လာတယ်လူသားရဲ့ကလေးတကုံလုံးဒူးထောက်ရသားတွေ့လိုက်ရတော့သူတို့ခြေချောင်းထိသွားကြတယ်နီရှားကဂယုတစိုက်စစ်ဆေးကြည့်လေအနာတစ်ခုမှမရှိဂယုနာတက်မိတဲ့နှလုံးသားနဲ့သူမဟာဒီကလေးကိုသမီးတယောက်လိုမွေးစားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအခိုက်မှာပဲတီဘာချီဆိုတဲ့ဟိုင်နာကပေါ်လာတယ်လူသားကလေးကိုမြင်တာနဲ့သူဟာချက်ချင်းပြေးပြီးရှီခန်းကိုသတင်းပို့တယ်အန်ဒီယေကိုတီးလိုက်တဲ့နီရှားဟာဝွန်ပလွေအုပ်စုတစ်ခုလုံးကိုစုဝေးစေပြီးဒီကလေးရဲ့ကံကြမ္မာအကြောင်းဆုံးဖြတ်ကြဖို့ခေါ်တယ်ဝွန်ပလွေအားလုံးစုဝေးလာကြတယ်နီရှားကအုပ်စုခေါင်းဆောင်အကီလာကိုဖြို့တယ်ဒီလူသားကလေးကိုကျမရဲ့သားအဖြစ်ကြီးပြင်းခြင်းတယ်အကီလာကတတိပေးတယ်ဒီကလေးကဝွန်ပလွေမဟုတ်ဘူးသူ့ကိုထားခြင်းတယ်ဆိုရင်အုပ်စုတစ်ခုလုံးရဲ့အဆန့်ထားကိုမေးရမယ်အဲ့ဒီမှာပဲဘာဂါရာရှေ့ကိုတိုးလာတယ်သူကကလေးဘက်ကရပ်တည်ပြီးလက်ဆောင်အဖြစ်တားကောင်တကောင်ကိုဆက်တယ်လိုက်တယ်ဒါဟာဒီကလေးအုပ်စုထဲမှာရက်တီခွင့်ရဖို့ပေးဆက်ရမယ်တန်ဖိုးပဲတဲ့ကလေးရဲ့ရဲရင်းမှုကိုမြင်တဲ့အကီလာနောက်ဆုံးမှသဘောတူလိုက်တယ်ဆုံးဖြတ်ချက်ချမှတ်ပြီးလူသားကလေးဟာဝွန်ပလွေအုပ်စုရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာတော့မယ်ရုတ်တရက်ရှီခန်းဟာတီဘာချီနဲ့အတူရောက်လာတယ်သူကဟစ်ကြွေးတယ်ဒီကလေးရဲ့မိဘတွေကိုငါတတ်ထဲတာဒါကြောင့်ဒီကလေးဟာငါပိုင်ဆိုင်ပဲကွာအကီလာကခိုင်မာစွာရက်တည်တယ်ရှီခန်းဒါဟာတောရဲ့ဥပဒေမဟုတ်ဘူးဒီကလေးဟာအခုတော့ငါတို့အုပ်စုဝင်ပဲမင်းသားသူ့ကိုထီပါမယ်ဆိုရင်ဒီမှာရှိတဲ့ဝမ်ဘလွေတိုင်းနဲ့ရင်ဆိုင်ရမယ်အုပ်စုတစ်ခုလုံးကတညီညက်ပဲဦးတန်ပြင်းပြင်းနဲ့ဟစ်အော်လိုက်ကြတယ်ရှီခန်းကအကီလာကိုမျက်စိပြူးနဲ့ကြည့်ပြီးသွေးချောင်းစီလိုက်တယ်ဒီနေ့မင်းကသူ့ကိုကာကွယ်နိုင်တယ်ဒါပေမဲ့မင်းမရှိတဲ့နေ့မှာတော့ဘသူမှသူ့ကိုမကယ်နိုင်တော့ဘူးဒီလိုသတိပြေးချက်နဲ့အတူသူဟာတောထဲကိုပြန်ပြောက်သွားတယ်နှက်ရည်တွေကုံလွန်သွားတယ်လူသားတွေဟာတောအပိုင်းတွေကိုခိုးထွင်းပြီးကျေးလာတစ်ခုတီးဆောက်ထားပြီးကလေးလေးလည်းကြီးပြင်းလာပြီးဝမ်ဘလွေတွေကသူ့ကိုမုတ်ကလီလို့နာမည်ပေးထားကြတယ်မုတ်ကလီဟာဘာဂါရာနဲ့အတူတောကိုပျော်ပျော်ပြီးလွှဲ့လည်နေတယ်ဘာဂါရာကသူ့ကိုအမေးလိုက်နေရှင်တန်နီးတွေတင်ပေးတယ်မုတ်ကလီကဘာကြောင့်သူကတခြားဝမ်ဘလွေတွေနဲ့မတူလာလဲလို့မေးတယ်ဘာဂါရာကပြုံးပြီးဖြေတယ်မတူတာမဟုတ်ဘူးကွာထူးခြားတာပါကွာမကြခင်ပါပဲမုတ်ကလီတဲ့တင်ခန်းစာအချိန်ရောက်လာတယ်သူဟာဘာလူစီသွားတယ်ဘာလူကတောရဲ့ဥပဒေတွေကိုတင်ပေးတယ်လူသားတွေကိုသို့မဟုတ်သူတို့ရဲ့တရိษံတွေကိုဘဲတော့မှမတိုက်ခိုက်ရဘူးဒါကတောအတွက်ဘေးအန္တရာယ်ကြီးကိုဆွဲခေါ်လာတတ်တယ်နောက်ပြီးအစ်စ်အမှန်ဝမ်ဘလွေဟာကြေးရွာနားကိုဘယ်တော့မှမကန့်ရဘူးတဲ့ဘာလူကမုတ်ကလီကိုပြောတယ်စစ်မှန်တဲ့ဝမ်ဘလွေတကောင်ဖြစ်ချင်ရင်ဝမ်ဘလွေတကောင်လိုအရင်ဆုံးဖြေးတတ်ဖို့လိုတယ်ကွာအိမ်ပြန်လာမှာမုတ်ကလီကလူသားကြေးရွာကိုလွှဲဝတ်ကြည့်နေတယ်သူဘဲကလာတာလဲဆိုတာနားမလည်ဘူးကြိုးစားနေကြပါအဲ့ဒီမှာပဲသူဟာတငယ်ချင်းဘူဒီဆိုတဲ့ဝမ်ဘလွေကလေးနဲ့တွေ့တယ်ဘူဒီဟာတခြားသူတွေထက်အားနည်းပြီးထုံးခြားနေတယ်ဘူဒီကသူ့ကမေကဘသူမှမဖမ်းနိုင်အောင်ပုံအောင်နေတဲ့တင်ပေးထားတယ်လို့ပြောတယ်ထုံးခြားသူတွေဟာအားနည်းသူတွေလို့မြင်ခံရတဲ့အတွက်ဒါကြောင့်ပဲတခြားသူတွေကသူ့ကိုအနိုင်ကျင့်ကြတယ်လို့ဆက်ပြောတယ်သူတို့နှစ်ယောက်အင်ကိုပြေးပြန်ကြတယ်ဒါပေမဲ့ရောက်တာနဲ့မုတ်ကလီရဲ့မောင်နှမတွေကဘူဒီကိုစတင်နှောက်ရှက်လိုက်တယ်နီရှားကဝင်ရောက်ခန့်ထားလိုက်တယ်ဘူဒီဟာတိတ်တိတ်သူ့ကူထဲကိုပြန်သွားတယ်မော်ဂလီစိတ်သက်ကြသွားတယ်ဘလောက်ပဲစူးစမ်းသူ့ရဲ့အမေနုံကမတော့တလာဘူးသူ့ဝမ်းတဲမှုကိုတတိထားမိတဲ့နီရှားကသူ့ကိုနှစ်သိမ့်ပေးတယ်မင်းဖေလေအစကအယမ်းနေတယ်ဒါပေမဲ့အချိန်ကြာလာတော့အကုန်လုံးကိုသူတင်ယူတက်မြတ်သွားနေလို့သူမကပြောပြတယ်မကြခင်မှာပဲဝီဟန်ကအုပ်စုနဲ့အတူအမဲလိုက်ထွက်သွားတယ်မော်ဂလီရဲ့တော်ခီကဆက်လက်ရှိနေဆဲပါပဲတစ်ဖက်မှာတော့ဘာလူကမော်ဂလီနဲ့တခြားဝုံဘလွေကလေးတွေကိုပြေးလွှားလေ့ကျင့်ခံပေးနေတယ်ဝုံဘလွေယူရလူပြိုင်ပွဲကြီးတစ်ခုကျင်းပကိုရှိနေပြီဘာလူကစီးမင်းတွေကိုရှင်းပြတယ်
ဝန်ပလွေကလေးအားလုံးပြေးကြမယ်ဘဂီရာကအမဲလိုက်သူဖြစ်သူတို့ကိုလိုက်ဖမ်းမယ်ဘဒူဖမ်းခံရရင်ရှုံးမယ်ရှုံးသူကိုအုပ်စုကနေထုတ်ပစ်လိုက်မယ်ဒီစကားကိုကြားတဲ့အခါဝန်ပလွေကလေးတွေကြောက်လန့်သွားကြတယ်ဒါပေမဲ့ဘာလူကသူ့ကိုစိတ်ချအောင်ပြောတယ်စိတ်မပူကြနဲ့ဘာလူညတပည့်တယောက်မှအခုထိမရှုံးဘူးသေးမီတင်းတန်းစားတယ်မော်ဂလီဟာဝန်ပလွေမဟုတ်တဲ့အတွက်သူဟာမြင်းမြန်းပိန်မန်းသွားပြီးနောက်ကျကြံရိတ်ခဲ့တယ်စမ်းကြောင်းတစ်ခုနားမှာရပ်ပြီးရေတောက်နေတော့မြောက်တဆူပေါ်လာတယ်သူတို့ကတစ်ပီးတွေနဲ့မော်ဂလီကိုဖျားယောင်းတယ်မော်ဂလီကသူတို့နောက်ကိုလိုက်ဖို့စတယ်ဒါပေမဲ့ဘာလူကအချိန်မီသူ့ကိုဖမ်းလိုက်တယ်ဘာလူကသတိပေးတယ်မြောက်တွေဟာစီးကဲမရှိပြီးပြင်းရီမိုက်မဲကြတယ်ကားဆိုတဲ့တရားကူကကွေးပြီးဘသူကမှမကြောက်ကြဘူးတဲ့ဘာလူကရှင်းပြတယ်ကားဆိုတာဒီတောကြီးလောက်ကိုပဲတတန်းရှိတဲ့ကြောက်စရာကောင်းတဲ့မွေပါလို့အတိတ်နဲ့အနာဂတ်ကိုပါမြင်နိုင်တဲ့တရားကြီးပဲတဲ့ယိုတီယက်မော်ဂလီကအနီးနားမှာနွားတိတ်ကောင်တစ်ကောင်ကိုတွေ့လိုက်တယ်ချစ်ခလာတွေကရှီခန်းတက်ခဲ့တာပဲဆိုတာထင်ရှားနေတယ်ဘာလူကချက်ချင်းမော်ဂလီကိုခေါ်သွားပြီးညဘက်မှာဝန်ပလွေခေါင်စီကိုသူမြင်ခဲ့တဲ့အကြောင်းပြောပြတယ်ရှီခန်းကလူသားနေမြင်နားမှာနွားကိုတတ်ပြီးကြောက်လန့်မှုကိုဖြန့်ဝေခဲ့တယ်ဒါဟာတောအုပ်ပလီကိုချိုးဖျက်တာပဲလို့ရှင်းပြတယ်ဝန်ပလွေတွေကအကီလာဘက်ကိုလှည့်ပြီးအကစ်အားလုံးကိုလူသားကလေးမော်ဂလီအပေါ်မှာလှုံဆော်ကြတယ်ရှီခန်းဟာသူတို့ရန်သူဖြစ်လာရတာမော်ဂလီကြောင့်လို့ဆိုကြတယ်မော်ဂလီကိုထုပစ်ဖို့တောင်းဆိုကြတယ်အကီလာကသဘောမတူဘူးဒါပေမဲ့စဉ်းစားခြင်းတောင်းဆိုစီတယ်ကောင်စီစီဝေးပြီးသွားတဲ့အခါအကီလာကဘာလူးနဲ့ဘကီလာကိုတကိုယ်တော်ပြောပြတယ်ရှီခန်းကစစ်တိုက်ချင်နေတယ်အကီလာရဲ့အုပ်စုကိုသူခွဲထုတ်နေတယ်အကီလာဟာတက်ကြည်ရွယ်ဖြစ်လာပြီဆိုတာကိုသူသိနေတယ်ဒါပေမဲ့အကီလာရှင်းနေတဲ့အချက်တစ်ချက်ကတော့မော်ဂလီကိုကာကွယ်ရမယ်ဆိုတာပဲဒါကြောင့်ဘာလူကိုမော်ဂလီကိုပြန်ဖို့အထက်အဆင့်သင့်ထိတာကိုဖင်ဆင်ခိုင်းလိုက်တယ်မော်ဂလီကနိုင်မယ်ဆိုရင်အုပ်စုကသူ့ကိုအပြည့်အဝလက်ခံလာမယ်နောက်တနေ့မှာဘာလူကအမှန်တရားကိုပြောပြတယ်မင်းကဝန်ပလွေမဟုတ်ဘူးဒါကြောင့်ဝန်ပလွေတကောင်လို့ပြေးလို့မရဘူးဒါပေမဲ့ဘာလူကပြူးပြီးဆက်ပြောတယ်မင်းမှာလက်တွေရှိတယ်မင်းဟာတစ်ပင်တွေကနေကုံဆင်းပြီးဝန်ပလွေတွေမလုံနိုင်တဲ့နီးတွေနဲ့သွားနိုင်တယ်မော်ဂလီကခုံလန်းကျင်တယ်တစ်ပင်တစ်ပင်နာနေတစ်ပင်ကိုကုံချုံးဖို့ကြိုးစားတယ်ဒါပေမဲ့သူဟာတစ်ခါပြီးတစ်ခါပြုတ်ကျနေတယ်နောက်ပိုင်းမော်ဂလီမြစ်ထဲမှာရေချိုးနေတော့ရှီခန်းကရုတ်တရက်အနီးနားမှာပေါ်လာတယ်မော်ဂလီကရေအောက်မှာပုံလိုက်တယ်ဂျာဂီထွက်သွားလာနဲ့မော်ဂလီကပြေးတယ်ဒါပေမဲ့ရှီခန်းကဘာဖြစ်နေတယ်ဆိုတာသိလိုက်ပြီးသူနောက်ကိုလိုက်ဖမ်းတော့တယ်ထွက်ပြေးရင်မော်ဂလီဟာယူသားတွေလှုပ်ထတဲ့ထောင်ချောင်းတစ်ခုမှကြာသွားတယ်တုတ်ချောင်းတွေနဲ့ထိုးထတဲ့ထောင်ချောင်းပါဒါပေမဲ့အန်အော့ဆာကောင်းတာကမော်ဂလီဟာဒီတွေကိုရှောင်တီးနိုင်ခဲ့တယ်ကြီးမားတဲ့ရှေးဟောင်းစင်အစွန့်ကျိုးနေတဲ့စင်တကြီးတော်လာတယ်စင်ကြီးကမော်ဂလီကိုနူးညံ့စွာထောင်ချောင်းထဲကမှုန့်ပေးလိုက်တယ်ဘဂီရာရောက်လာတယ်စင်တကောင်းနဲ့ကတ်နေတဲ့မော်ဂလီကိုတွေ့လို့သူချက်ချင်းထိလန့်သွားတယ်စင်တွေကအင်အားပြီးအန်ဒီရရှိတယ်လေစင်ကြီးတွားတာနဲ့ဘဂီရာကမော်ဂလီကိုအဲ့ဒီထဲကနေအမြန်ဆုံးခေါ်သွားတယ်အဲ့ဒီညမှာမော်ဂလီနဲ့ဘဂီရာတို့ကကြောက်ထိတ်မှထိုင်နေတော့လူသားတွေတောထဲဝင်လာတာကိုတွေ့တယ်သူတို့ကရှီခန်းကိုတားကောင်းတွေတက်လို့အမဲလိုက်နေကြတာဘဂီရာကမော်ဂလီကိုပြောတယ်ရှီခန်းကိုတတ်ဖို့ဆိုတာမလွယ်ဘူးသူကညံကောင်းပြီးတေးစေလုံးနေလို့ပြောတယ်ပြီးတော့ဘဂီရာကကြည့်ပြီးပြောလိုက်တယ်ဒီတော့ဟာမင်းအတော့မလုံခြုံတော့ဘူးမင်းလူသားရွေပါကိုတွားရမယ်ရှီခန်းကအဲ့ဒီမှာမင်းကိုနောက်ကိုဘယ်တော့မှမလိုက်ဘူးမော်ဂလီစိတ်ထိခိုက်သွားတယ်သူကစန့်ကျင်တယ်ဒီတော့ဟာကျွန်တော်ရဲ့အိမ်ပဲကျွန်တော်မွန်ပလွေပဲလို့ဘဂီရာကအမှန်တရားပြန်ပြောတယ်ရှီခန်းကသူ့မိဘတွေကိုတတ်ခဲ့တယ်အခုတော့သူ့ကိုပါတတ်ချင်နေတယ်ဒါပေမဲ့မော်ဂလီကလက်မလျှော့ဘူးသူကပြောတယ်သူပြိုင်ပွဲကိုနိုင်မယ်သူနိုင်မယ်ဆိုရင်အုပ်စုကသူ့ကိုအပြည့်အဝလက်ခံလာမယ်နောက်ဆုံးမော်ဂလီကကတိပေးလိုက်တယ်ကျွန်တော်ပြိုင်ပွဲရှုံးသွားရင်ဂျွေဘာကိုသူတက်လုံးသွားပြီးနေမယ်လို့ဒီလိုဆိုမော်ဂလီကအိမ်ကိုပြန်လာတယ်ဒါပေမဲ့လမ်းမှာလူသားတွေရဲ့အတန်တွေကိုကြားလိုက်တယ်စူဇန်နဲ့စိတ်နဲ့သူလိုက်သွားတယ်ရွေသားတွေကမဟုန်တယောက်ကိုငှာထားတယ်တောတရဝမျိုးစုံကိုတတ်ဖြတ်ခဲ့ဘူးတဲ့မဟုန်ကြီးပါရှီခန်းကိုတတ်ဖို့အတော့ပါအနီးနားမှာမော်ဂလီကတီဘာကြီးစားစရာခိုးယူနေတာကိုတွေ့လိုက်တယ်ယူဒီယန်တီဘာကြီးရဲ့အမီးမှာမီးဆွဲလောင်သွားတယ်ဇလန်းရဲ့အဆုံးမှာတော့နာဂျီမိုးနဲ့အော်ဟစ်ပြီးသူဟာမီးငိမ်တတ်ဖို့ရေထဲကိုတိုးဝင်တည်သွားတာပါတော့တယ်